စကားပုံတစ်ခုရှိရနော်အမြင့်ကိုပြန်ကျင်တဲ့ငါကခဲကြည့်ရှောင်းလေကြားဘူးလားကြားပါပါရှင်အဲ့ကြတော့အမြင့်ကိုပြန်ကျင်တယ်ဆိုမှတော့ခဲကိုဘာလုပ်တဲ့ရလဲရှောင်းတယ်ဒီမှာပြောပြလေတို့ကကိုဘယ်လိုမြင်လဲအရေးကြီးတယ်အဲ့ဒါအရေးကြီးဆုံးပဲကိုဘယ်လိုမြင်လဲကိုစိတ်ထဲမှာကိုဘယ်လိုပုံဖော်ထားလဲပေါ့ကိုကမှတာမန်လူတယောက်ထက်ပိုတဲ့လူတယောက်ဖြစ်ရှင်အမြင့်အောင်မှာတွားခြင်းတော့ခဲနဲ့တူတဲ့အရာတွေကိုရှောင်တတ်ဖို့ဘာဖြစ်လဲလိုတယ်မေးအောင်မေကျောင်းသူကျောင်းသားဘွားမှာလေခဲနဲ့တူတဲ့အရာဘာတွေရှိတော့ကြားကြည့်ကျောင်းသူကျောင်းသားဘွားမှာခဲနဲ့တူတဲ့အရာဘာလဲရည်စားပါလား Let's go တော်တယ်နော်အဲ့ဒါအကြီးဆုံးခဲပဲနော်အကြီးဆုံးခဲလုံးကြီးအဲ့ဒါအဲ့ကကြတော့ဆက်မပြမေးကျောင်းသူကျောင်းသားဘွားမှာတော့လေအဲ့ဒီလူမှုရေးကိစ္စကလေကိုယ်လက်ရှိနေရတဲ့နေကြစီဟုတ်တယ်အနိုင်ဆုံးကိုရောက်သွားစေတယ်အရာပဲသဘောပေါက်တယ်နော်တချို့ကြတော့ရှိတယ်ပေါ့နော်တချို့အကြောင်းသူလေးတွေအကြောင်းသားလေးကြောင့်ဆမသမီးတို့ကအကန့်ထားတတ်တယ်ဆမသားတို့ကအကန့်ထားတတ်တယ် no မဟုတ်ဘူးကန့်နေရပြီဆိုကြတယ်အဲ့ဒါကောင်းလို့လားမကောင်းလို့လားမကောင်းလို့ပါကောင်းလို့ဟုတ်ပြီနော်တချို့တွေများဆိုရင်နော်ကိုယ်တိုင်မကန့်နိုင်တော့လို့တောင်ဆရာမတွေမိပါတယ်လိုက်ကန့်ပေးရတာမဟုတ်လားဟုတ်ပါရှင်သမီးတွေထဲမှာငါကန့်ပေးရမယ့်သူရှိသေးလားမရှိတော့ပါဘူးယောက်ျားလေးတွေကန့်ပေးရမယ့်သူရှိလားနော်အပြန်မတွေ့ဘူးကဲဟုတ်ပြီဒါကလေးတို့နှစ်ချုပ်အနေနဲ့ပြောရရင်ကိုအားမအမြင့်ကိုသွားဖို့ရည်ရွယ်ထားတယ်ဆိုရင်တော့ခဲနဲ့တူတဲ့အရာတွေဘာလုပ်ဖို့လို့လဲရှောင်းတယ်ဖို့လိုတယ်ရှောင်ထဲရမယ်နော်